လုံရဲ့၄နှစ်လောက်ကကျွန်တော်ပလတ်စတစ်ရေတံပူနဲ့လှေလောက်ခဲ့ပြီးတော့အဲ့ဒီလှေကတော်တော်မကောင်းတဲ့ထဲပါရလို့ပြောလို့ရမယ်အခုလည်းကျွန်တော်ရေတံပူနဲ့လှေပြန်လောက်မယ်ဒီတစ်ခါပင်လယ်ထဲကိုသွားလို့ရတဲ့အထိခိုင်နေအောင်လုပ်သွားမှာပါအဲ့ဒါကျွန်တော်ရည်ရွယ်ချက်ပါကျွန်တော်တွေးထားသလိုမျိုးဖြစ်မှာလားကျွန်တော်တကယ်ချင်းထမင်းစားအိမ်မှာရေတံပူခွန်နေအများကြီးရှိတယ်အဲ့တော့ရေတံပူခွန်လိုအပ်မှုတော့စိတ်ပူစရာမရှိဘူးမနေ့နေ့ကမှဒီမှာပလတ်စတစ်ဘူးအပြည့်ပဲကျွန်တော်ကအဲ့ဘူးတွေနဲ့လုပ်ဖို့ဆိုပြီးတော့ရည်ရွယ်ထားတာကျွန်တော်အပြင်ကပဲရေတန့်ဘူးအခွန်တွေဝယ်လိုက်ရပါတယ်ကျွန်တော်စပြီးလုပ်မယ်ရေုံဆုံးရေတန့်ဘူးကတော့ဒီလောက်ပဲယူရသေးတယ်မလောက်ဘူးဆိုတော့ဒီပြီးမှထပ်ပြီးယူမယ်ကျွန်တော်လုံးမဲ့ပုံကရှင်းရှင်းလေးပါရေတန့်ဘူးတွေကိုလူတက်လို့ရတဲ့အထိကော်နဲ့တွဲကောက်အောင်ပါအဲ့အတွက်လည်းပစ္စည်းအများကြီးမလိုပါဘူးကော်တနက်နဲ့ကော်ချောင်းပဲလိုပါတယ်ဒီနေ့သေးဘူးတော့မပါပါစေနဲ့ဟောဟုတ်တယ်ဆက်ပြစီနော် hopefully ဒီ project ကိုကျွန်တော်ဇာတိနယ်မြို့မှာလုပ်နေတာပါကျွန်တော်မြို့မှာချောင်းနေများပြီးငယ်ငယ်လေးကကိုယ်တိုင်လုံးလှေနဲ့ချောင်းနေနဲ့မျောကျင်ခဲ့ပါတယ်အခုပင်လယ်ထဲလှေလွှတ်ပြီးရင်လည်းဒီလှေကိုမိုးရင်းချောင်းရင်များလာချိန်မှာသုံးဖို့အတွက်ကျွန်တော်ပြန်သိမ်းထားအောင်ပါကျွန်တော်ငယ်ငယ်အတွေ့အကောင့်ထဲပေါ်ဖို့ပေါ့အခုရရတဲ့ရေတန့်ဘူးတွေလောက်ကစစ်စစ်ရဲ့တထိုင်စာလောက်ပဲရအောင်မယ်ဘူးတွေမှာအမျိုးဟိုနည်းမတန့်တဲ့ဘူးတွေလည်းပါဆိုတော့မျိုးကျွန်တော်အခုတန့်တဲ့ဘူးတွေရွေးပြီးရင်လောက်တာတယ်နောက်တော့ရရင်ပိုပြီးတန့်တဲ့ဘူးတွေညှော်လင့်ပါတယ်ပေါ့နော်ကျွန်တော်ဒါက6ဘူးတွဲဒရာစင်ပေါ့ဒီကောင်ခိုင်ခန့်မှုကဘယ်လောက်ရှိမလဲဆိုရင်လူကြီးအိမ်တော့လေကျွန်တော်အနေနဲ့အယုံဆုံးဘာလုပ်အောင်လဲဆိုလို့ရှိရင်ဒီကောင်ကိုကောက်ကတ်မယ်ဒါပဲကန်ကောင်းတာအဲ့ရပိုင်းမီ24နာရီရနေတာပါအဲ့တော့ကျွန်တော်ကောတောက်လျှောက်ကတ်လို့ရတယ်ကောက်ကတ်တာလည်းထင်သားအထက်ပို့ပြီးအချိန်ပေးရပါတယ်မဂလူကန်လက်ကျူရရင်ဘယ်လောက်နှိမ့်ရလဲဆိုလို့ရှိရင်ဒီကောင်ကိုသုံးရလို့ထောင်းပြီးသုံးရထောင်းတော့ထွက်ပဲဒီ project ရဲ့ပထမနေ့ကိုနောက်ထပ် coordinate လက်ဝယ်ပြီးတော့ပဲအဆုံးသတ်လိုက်ပါတယ်ဒုတိယရက်လည်း true မဟုတ်ပါဘူးကျွန်တော်ကောတောက်လျှောက်ကတ်ပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်ပြဿနာဘာတက်သွားလဲဆိုတော့ဒီကောင်ကျွန်းရတယ်အဲ့ဒါပိုရဲ့ပြဿနာဒီကောင်နဲ့တွင်းသမျှ extension တွေကအကုန်လုံးလစ်ကုန်ဒီတစ်ပေါက်လျော်သွားပြီအဲ့ထက်က extension တစ်ခုလျော်သွားပြီအဲ့ဘက်ကအဲ့ဒါပါပဲကျွန်တော်ဒီလောက်ပဲပြီးပါသေးတယ်ကျွန်တော်လှေအတွက်ကောက်ကတ်တာ3ရက်မြောက်နေ့ရမနက်ပါကျွန်တော်2ပတ်ကျော်ကာလအတွင်းမှာဒီဖိလစ်ပင်းမုန်တိုင်းနေနဲ့မီးပြတ်တာတွေနဲ့ကျွန်တော် excuse ပေးပြီးတော့ဒီလှေကိုမကတ်ဖြစ်နေဘူးပေါ့နော်အစတော့ကျွန်တော်တွေးရတာဒီရေတန့်ဘူးတွေကိုကျွန်တော်အိမ်ထဲမှာကတ်ဖို့မဟုတ်ခြံထဲမှာကတ်ဖို့တွေးတာအဲ့တော့မိုးရွာနေတယ်အလုံးမဖြစ်ဘူးပေါ့အခုဆိုလဲနေတာတယ်ကျွန်တော်အိမ်ထဲမှာပဲကတ်နေတယ်အဲ့တော့မိုးရွာလို့မကတ်ဖြစ်ဘူးဆိုတဲ့အချိန်ကြီးကနည်းနည်းတော့နှမျိုးစရာတော့လည်းကောင်းတာပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးလုံးချင်တာတွေးရတဲ့ဟာလုံးမရနေဘူးဆိုလို့ရှိရင်တခြားဘာလုံးရလဲဆိုတာလေးကိုပို့ပြီးရှာသင့်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလောက်လာတဲ့ကာလတစ်လျှောက်မှာတင်ပြတာထက်မတင်ဖြစ်တဲ့ဗီဒီယိုကပိုများပါတယ်ကျွန်တော်တွေးထားသလိုမဖြစ်လာရင်ဆက်မလုပ်ချင်တော့တာကြောင့်ပါအဲ့လိုကြောင့်ကုန်သွားတဲ့အချိန်တွေကခီးမရောက်ခဲ့ပါဘူးဒီလုံးတွေကဒီလောက်ရောက်ပြီကျွန်တော် strike test ကြည့်မယ်အေးဇောဘိုင်လုံခဲ့တဲ့၄နှစ်ကလှေနဲ့ရှိရင်တော့တော်တော်ကောင်းမယ်လို့ပြောလို့ရမယ်အဲ့လိုဖြစ်အောင်လဲသုံးရတဲ့ကော်အကြီးအတွက်မနှဲပါဘူးတော့နောက်ထပ် glue gun တက်လက်လဲအဲ့လိုများတယ်ဗျာအပေါ်ကနေထောင်းပြီးတော့ညှိချလို့တော့ရတယ်ကျွန်တော်2ရက်လောက်ကော်ကတ်ရင်ပြီးမယ်လို့ထင်ထားတဲ့လှေက9ရက်လောက်ကမှလူတက်လို့ရတဲ့အနေထားရောက်တာပါဒါမျိုးကကျွန်တော်16လုံးဒါမျိုးက14လုံးပြီးဆိုတော့ပင်နေတဲ့လွှင့်မှာဆိုတော့ line ကိုခွဲလို့ရအောင်နည်းနည်းလေးအရှိဘက်ကိုဒီလိုမျိုးခြုံလေး3 gun ပုံလေးသွားလိုက်ရေတန့်ဘူးကတ်တာတော့ဒီလောက်ပါပဲပြီးတော့စူးစူးပြီးအောင်ကျွန်တော်တိတ်နဲ့ပတ်တယ်နောက်ထပ် plastic နဲ့ထပ်ပတ်လိုက်တဲ့အချိန်မှာကျွန်တော်လေယာရေမမြုပ်ဘူးဆိုတော့အာမခံလို့ရအောင်ပါတောင်းတယ်ကျွန်တော်လေကိုဒီလောက်နဲ့အဆုံးသတ်လိုက်ပြီဆိုတော့ပင်လယ်ထဲမလွတ်ခင်မှာကျွန်တော်တို့မြို့ထဲမှာရှိတဲ့ချောင်းနဲ့ကန်မှာသွားပြီးတော့လွှင့်ကြည့်မှာဖြစ်ပါတယ်အချိန်ဘယ်လိုရှိလဲလို့ shit ချောင်းရေကုန်လာပြီဟိုတလောမှကျွန်တော်ရေကူးရတာပါဒီနားမှာငါလန့်နေရ what the အရင်၄နှစ်လောက်တော့မန္တလေးမှာလွတ်တော့ကြတော့ဒီလောက်ပဲအဲ့တော့တိတ်ပြီးတော့ safety တော့တိတ်စိတ်ပူစရာမရှိဘူး what the fuck ရတကယ်လေးတော့တကယ်လေးတော့ရမတက်ရပါလေရက်ကြည့်ရအောင်ကျွန်တော်ချောင်းမှာအရင်လှုပ်ဖို့တွေးတာမဖြစ်လိုက်လို့နည်းနည်း dream ဟာဖြစ်နေတာကိုကန်ထဲမှာ testing လုပ်ရင်ဗီဒီယိုတင်ကြစိမ့်ဖြစ်အောင်ပြန်မွေးခဲ့ပါတယ်ပြောဖို့လည်းကောင်းတယ်လေကလည်းခန့်ရှိတော့ရေထဲမှာပြက်စီသွားမျိုးစိတ်မပူတော့ဘူးပေါ့သဘောမကျတာဆိုရင်လှေဆိုင်သေးနေတာတခုပါပဲ Oh my god ကျွန်တော်ချင်းနေရတော့လိုပဲဗျအေးမစိုးကျွန်တော်ပြောနေကျွန်တော်တော်တော်ပြောနေဒါကြီးပြင်လာတဲ့လွှဲထဲလိုက်ရပြီးသွားပြီအောက်ကရေကြည်တော့
လေတခြားခံရလာတဲ့အောင်ကျွန်တော်တကယ်ကြီးကိုထပ်တင်ကြည့်ရယ်ဖြေကတော့မမြုပ်ပါဘူးကန်ထဲမှာရင်းငိမ့်နေတာကြောင့်လည်းပါပေါ့မင်းတို့လှော်တဲ့ကြည့်အောင် what the fuck is that ဒီကန်အတွက်တော့ကျွန်တော် resource တွေကိုအားရတယ်ပင်လယ်မှာဆိုရင်တော့ဘယ်လိုနေမလဲမသိဘူးပင်လယ်မှာလှိုင်းပါတယ်ရေပုံနဲ့တော့ကျွန်တော်ရဲ့ဒီကြောက်စိတ်လည်းပဲပို့ပြီးများမယ်ပေါ့ Yeah we got it woo ဆုံးတော့ရေလည်းမမြုပ်လိုက်ဘူးရေလည်းပြုံးကြလိုက်ဘူးမိုးရင်းဆိုအကြိုက်စီလို့ရတယ်ချောင်းနေမှာအဲ့လိုထင်တာ1မိနစ်ပဲခံပါတယ်လေကရေထဲသွားပြီးရင် plastic အလွှာတဲ့ရေတော်တော်ဝင်တာကြောက်မှာလူတယောက် AC မလို့ရတဲ့လေကနေဝိုင်းမဖို့တော့ခက်ခဲတဲ့အထိရေဝင်ပြီးလေးသွားတဲ့ပြဿနာကို testing လုပ်ပြီးမှသိလိုက်ရတာပေါ့ဆွဲရေဝင်လာဘယ်မှာပါလဲဘောလုံးကောင်းကင်မရှိတဲ့ဟာလေအဲ့တော့ကျွန်တော်ဒီနေ့ဘာသိလိုက်ရလဲဆိုလို့ရှိရင်ဒီ plastic wrap တွေကြားထဲကနေပြီးရေဝင်နေဆိုတာသိလိုက်ရတယ်ပြီးဆိုလို့ရှိရင်ပြန်တင်တဲ့အခါမှာတော်တော်လေးတယ်ဆိုတာသိလိုက်ရတယ်အခုရေတောက်လျှောက်ကြံ့တာဒါကြောင့် plastic wrap တွေပြန်ဖောက်လာတာပေါ့ကျွန်တော် plastic ဘူးလေးကတော့ပင်လယ်ထဲသွားဖို့ ready ဖြစ်ပြီလို့ခံစားရတယ်အဲ့တော့ကျွန်တော်ဆက်ဆက်ကန်းကြီးရောက်နေတယ်ဆက်ဆက်ကန်းကြီးကငွေဆောင်တို့ချောင်းသားတို့လောက် tourist attraction သိမ့်မဖြစ်ဘူးကျွန်တော် safety အတွက်ကျွန်တော်လှေငှားလို့ရတယ်ဆိုပေမဲ့တို့မှာ life jacket မပါလာခဲ့ဘူးခဏနေနောက်ထပ်နိုင်ဝက်လောက်နေလို့ရှိရင်ကျွန်တော်လှေရောက်လာနိုင်မယ်အဲ့ဒီပြဿနာကိုကျွန်တော်ငွေတောင်ရန် motel ပိုင်ရှင်ကနေပြီးတော့သတိထားမိပြီးတော့ကျွန်တော်ကို life jacket တွေငှားထားပေးပါတယ်တိုင်းကျင်တွေကတော့ပြင်းပြင်းလေးပဲနည်းနည်းလေးတွန်းသွားပြီးတော့လှေပေါ်တက်လိုက်ရင်ရပြီလိုက်တာကြီးနေတယ်မပါဘူးကျွန်တော်တို့အတက်နိုင်ဆုံးအဝေးဆုံးထိရောက်သွားမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်ရဲ့ safety ဘုတ်ကအတေပေါ်ကျွန်တော် crew တွေတက်မယ်ကျွန်တော်ရိုက်ခွေး crew တက်ပြီးလို့ရှိရင်ကျွန်တော်ဒီဘောကနေပြီးတော့ပြင်နေတဲ့စာမေးပွဲဖြစ်ပါတယ်။အမှဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဗီဒီယိုရရင်မဲ့တကယ်ချင်းက safety လှေပေါ်ကိုတက်မရနိုင်ဘူးဖြစ်နေတယ်။တက်ဖို့တော်တော်ခက်နေတယ်ပေါ့။ကျွန်တော်ကလည်းခါးလောက်ရည်နေတဲ့နားမှာလေတိုင်းလိုက်လှိုင်းရဲလိုက်နဲ့အဲ့နာမှာပဲလည်နေတယ်။ပြောချင်တာကပင်လယ်ထဲဝေးဝေးလည်းမရောက်နေတယ်လို့အဲ့လိုဖြစ်နေတာတွေကိုလည်းဗီဒီယိုမရိုက်လိုက်ရဘူးပေါ့။ဟိုကကျိုးတွေ့ရမှာလား။ကျွန်တော်တို့ကဒီလေကိုအဲ့ဒီကျိုးကိုသွားမယ်ဆိုပြီးတော့ပြောပြီးတော့လောက်လိုက်တာပေါ့နော်တကယ်တော့ဒါကို safety ဘုတ်နေတယ်ပဲထားဖို့ပေါ့ဒီလိုမျိုးပြောအောင်ဗျာဒီလိုမျိုးပြောအောင်ကျွန်တော်ပေါ်လာကဘေးကနေပြီးတော့ဗီဒီယိုရိုက်ရေးဖို့ဒီလေပေါ်တက်နေတဲ့အချိန်မှာကျွန်တော်တွေ့နေတာပေါ့ကျွန်တော်ပေါ်လာတဲ့ဒီပေါ်တက်ဖို့ဒါအတိုင်းပတ်နေတဲ့အနေအထားမျိုးဖြစ်သွားတယ်အဲ့တော့အဲ့ဒီ movement တွေကိုဒီစားရိုက်ပြလားမရိုက်ပြလားတော့မသိဘူးတော်တော် struggle ဖြစ်နေပေါ့အဲ့လိုနဲ့ကျွန်တော်ကျုံးဝယ်သွားပြစ်ခဲ့ပါတယ်စစ်ဗီဒီယိုဘာလို့မတင်တာလဲမင်းကျွန်တော်မကြိုက်လို့မတင်တာလို့ proud ဖြစ်ဖြေလေးရှိခဲ့တယ်အဲ့ချိန်တွေကိုပြန်တွေးကြည့်ရင်ကျွန်တော်မှားရတယ်ဆိုတာတွေကိုမြင်လာပြီဒီဗီဒီယို edit နေချိန်တွေးထားသလိုပိုကြည့်ကောင်းတဲ့ version မျိုးမရနေတော့မတင်တော့ဘူးဆိုတာမျိုးလည်းဖြစ်သေးတယ်ဒါပေမဲ့တွေးထားသလိုမဖြစ်လာတာကို excuse ပေးပြီး sum လုပ်တာအထာကြတာမဟုတ်ဘူး give up လိုက်တာဆိုရင်ပုံမှန်ပဲဒီကန်းကြီးဆက်ဆဲကန်းကြီးဆိုတော့ကျွန်တော်ခဏရောက်ခဲ့တဲ့ကန်းကြီးပေါ့ဒါပေမဲ့ဒီကျွန်းကကျွန်တော်တစ်ခါမှမရောက်ဘူးဒါပထမအဆုံးရောက်တာပါကျွန်တော် border ကြီးလည်းပဲတစ်ခါမှမရောက်ဘူးပြောရလို့ရှိရင်တစ်ခါမှမရောက်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ခံစားချက်ကတော့တော်တော်ပျော်နေတယ်ရင်ထဲမှာနည်းနည်းတိတ်ပြီးတော့မကြိုက်နေတာကျွန်တော်ရဲ့ plastic လေလေးလုံးဝကိုပင်လယ်ထဲကိုရောက်ဖို့တော်တော်ခက်နေတယ်လေတွေတိုက်လှိုင်းတွေရိုက်ပြီးတော့ကန်းကိုပြန်ကတ်သွားတယ်ဆိုတဲ့အတွက်ကြောင့်မလို့တော့ဒီကောင်ကပင်လယ်အတွက်မရောက်ဘူးဆိုတာမျိုးကိုကျွန်တော်သဘောပေါက်လိုက်တယ်ဒါပေမဲ့ကျွန်တော် give up တော့လုပ်မှာမဟုတ်သေးဘူးနောက်တစ်ခါထပ်လွတ်လည်းပဲတအားကြီးနက်တဲ့အထိမရောက်တော့ဘူးထင်တယ်နက်တဲ့အထိရောက်စရာလည်းမလိုတော့ဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော် safety အတွက်ကိုပိုပြီး use လိုက်တယ်အဲ့တော့နောက်တစ်ခါကြာလို့ရှိရင်ကျွန်တော်ပင်လယ်ထဲမှာကျွန်တော်လွှင့်လို့ရတဲ့လောက်အထိဆက်လွှင့်ကြည့်မယ်ကျွန်တော်အခုကျိုးကိုလိုက်ပြမယ်ဗီဒီယိုပုံစံပြောင်းသွားတာတော့မသိဘူးဒါပေမဲ့ Welcome to the Isle of Flowers Oh my god မီးပြလိုက်ဟဲ့ဒီမှာဆောက် Oh my god ဒီကကြောက်ရပါလို့လဲနဲ့ရှောင်းနေရတာဟိုကဖီးမျိုးပဲဒီကျွန်းသမိုင်းကိုတော့ကျွန်တော်ဘာမှသိချာမသိဘူးဒါတော့ abandon building နေကြီးတယ်ဒီတစ်ခုမှမသုံးတော့ဘူးမသုံးကြည့်တော့တဲ့အဆောင်ဘူးလှေလို့မဆိုဆရာပဲလှေရပါအေးငါလှေလို့ပြောပါနော်ဆရာကတော့ဆရာနေရတယ်နိုင်တယ်မနိုင်တယ်ဘယ်တော့နိုင်မှမသိဘူးကျောင်းနေလားကျောင်းနေတာနေရာပဲကြာတော့မယ်အောင်ပြမစေအောင်ပြမစေမစိုးမနှောင်းနေရပြန်လောင်းလို့ရတယ်ပြန်လောင်းလို့ရတယ်ကျွန်တော်ပြောနေတာ gambling မလုပ်ကြပါနဲ့ gambling don't do gambling bro don't do gambling ဒီနေ့ plastic လေးကိုတေချာမလုပ်ခဲ့ရင်နောက်ရက်လေးပြင်လဲဆိုတာရှိပါသေးတယ်နောက်ရက်မရှိမှဆိုရင်အသက်ကလေးပေါ့အဲ့တော့ကျွန်တော်လှိုင်းစီးဖို့တော့ရပါသေးတယ်ဘိုးပြီးတော့သွားလို့မရဘူးပေါ့ကမ်းပြန်ကပ်ပြီဘလို့အချင်းတွေဘလို့ပြောရအောင်ဝိုင်း60ပဲကျန်တယ်
မနေ့ကကျွန်တော်သိသွားတာကျွန်တော်လှေကအဝေးထိမရောက်နိုင်ဘူးဆိုတာပဲမနေ့ကကျွန်တော်ငှားလာတဲ့ safety boat ကဈေးနည်းနည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကျုံးဝဲရအောင်သွားမိလိုက်တယ်အဲ့တော့ဒီနေ့ကျွန်တော် safety boat မရှိတော့ဘူးကျွန်တော်တို့ဒီကမ်းခြေနားမှာပဲလှိုင်းစီးတဲ့ဘုတ်မျိုးပဲကျွန်တော်အဲ့လိုမျိုးပြောလိုက်ရတာကိုတိတ်တော့မကြိုက်ပါဘူးဒီတစ်ခါပင်လယ်ထဲကိုသွားလို့ရတဲ့အချိန်ခိုင်နေအောင်လုပ်သွားမှာပါ ပင်လယ်ထဲမလုပ်ခင်မှာပင်လယ်ထဲလွှင့်မှာဆိုတော့ line ကိုခွဲလို့ရအောင် ဒါကြီးပင်လယ်ထဲလွှဲထည့်လိုက်ရပြီးသွားပြီပင်လယ်ထဲစားလွှဲမှာဖြစ်ပါတယ်ကျွန်တော်ကအဲ့ဘူးရင်းနဲ့လုပ်ဖို့ဆိုပြီးတော့ရည်ရွယ်ထားတာချောင်းရီကုံလားကြီးဆွဲအဲ့လီလို့မဆိုစေးအောင်စေးအောင်လေးရမှာဒီလိုမျိုးမပြောအောင်ဗျာဒီလိုမျိုးမပြောအောင်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးကြီးလှုပ်ချင်တာကိုတွေးရတဲ့ဟာလုံးမရနေဘူးဆိုလို့ရှိရင်တခြားဘာလုပ်ရလဲဆိုတာလေးကိုပို့ပြီးရှာတင်တယ်ပေါ့နော် bro ဟဲ့တာနာနေပြီရေကြရေတော်ဆွဲနေမှာကျွန်တော်ဝေးကတဖြည်းဖြည်းနဲ့သွားနေနေအဲ့တော့ပြောလို့ရှိရင်လိုင်းလည်းတိတ်မကြည့်ဘူးဆိုတော့ဖြည်းဖြည်းချင်းသူရေဆွဲသွားလို့ရှိရင်ကျွန်တော်လိုင်းထဲကိုတိကျခံနိုင်မယ်ဆိုလို့ရှိရင်ဒီလေအထက်ကြီးရောက်နိုင်အောင်နေချင်းတယ်ချင်းတာပဲလေချင်းဘူးလားခုနနည်းနည်းဝေးသွားမလားခုနဒီဘက်ခြေရထောက်ပြီးလို့ ကျွန်တော်ရခဲ့တဲ့အဆုံးသက်ကလိုချင်တဲ့အဆုံးသက်မျိုးတော့မဟုတ်ပါဘူးအဲ့လိုမျိုးတွေကဖြစ်တတ်တာပဲလေ so we have to learn to live the moment with what we got တကယ်ပြောဖို့ကောင်းခဲ့ပါတယ်ပင်လယ်နဲ့ plastic ဘူးတွေကတစ်သက်လုံးရှိနေမယ့်အရာတွေဆိုတော့အခုလောက်ရင်မှားတာတွေကနေနောက်ပိုကောင်းတဲ့ version အတွက်လည်း lesson ယူဖြစ်တာပေါ့နောက်နှစ်လောက်လည်းဒီကောင်းစဉ်အတိုင်းပြန်လုပ်ဖြစ်လောက်မယ်ထင်တယ် I even go get I'm young like a race expectation တွေတအားအများကြီးမဖြစ်လာရတဲ့လူတိုင်းကြုံနေကြအရာတွေပါကျွန်တော်လည်း video ဘက်ပြန်ချဘက်တွေလည်းအဲ့လိုဖြစ်ပါတယ်ဒီ project ကို give up လုပ်တာကျွန်တော်တော်တော်ကျင်နေတယ်နောက် project တွေကိုလည်းပိုကောင်းတဲ့ plan ပိုနေတဲ့ expectation နဲ့ဖန်တီးတော့အတီးတစ်ခုရခဲ့ပါတယ်အနည်းဆုံးနဲ့ပဲစတိုင်းလေးအချက်ပေးတာလည်းဟိုနည်းနည်းပြင်တယ်အဲ့ဒါရတယ် I know that system ဟိုဒီတဲ့ကျွန်တော်သိတယ်အဲ့လို